င်္ဂလာပါကျွန်တော်နာမည်ကတော့ Cherry ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Craft Free ကမှာစူးစမ်းလေ့လာလုံးပါပါခင်ဗျာကျွန်တော်ကြောက်ထဲမဟုတ်ပါဘူးကျွန်တော်ညီ Jack ပါပါတယ်ဟိုကျွန်တော်ညီ Jack ကအခုဆိုရင်သူ Craft Free episode 3မှာကျွန်တော်ခေါ်လိုက်ပါတယ်ခင်ဗျာဒီ episode 3ရောအခုတင်ဆက်မှာပါခင်ဗျာတတိရှိလိုက်ပါခင်ဗျာကျွန်တော်ညီကိုလည်း subscribe လုပ်ပေးလိုက်ပါ subscribe ပါတရားပြည့်တော့မှာပါခင်ဗျာကျွန်တော်လည်း subscribe လုပ်ပေးကြပါခင်ဗျာစအခုရောက်နေရမှာဝမကြတွေ့ပြီငါစူးစမ်းလေးလာရေ craft free မှာ ငါချထားကြအကြမှာ creative နဲ့လားလိပ်ပြလဲတွေ့တယ်ကြားလဲတွေ့တယ် okay နာစားကြောက်တလို့ရအောင်ကြောက်ပါလို့ ငါတက်ပြီးရရတက်လို့မရအောင် တက်ပြီးရ ဘာရလား မတက်အောင်ငါအကြရုံမှာချ ဟာခိုးရီ တက်ပေါ်တက်လာလိုက်လေမြဲမြဲ ရမပါအောင်မပါအောင်လဲငါပါအောင်လဲတိလာမယ် ငါလမ်းမြင်နေရ မင်းပါဟဲ့အေးတော့ပါမြင်ပြန်လာနော် bye ကြောက်တယ်ကြားကြိုက်တယ်မလား မကိုင်း survivor လေ မကိုင်းဘူး တခုရစကွာတခုမတခုငါတခု ပေါ် လာ လာပေါ်တော့ပကတခိုင်းတန်းရပါလေ တိတယ်တပင်းလေးပါခုတ်လာမယ်တပင်းခုပါကူ တက်ပါ သူလည်းအလုပ်ပေးတာမလို့ချင်းဟုတ်တော့မလားMinecraft တခုစားရင်ထုံးစံတိုင်းတပင်းခုတ်တော့ခင်ဗျာတပင်းနဲ့ PVP ကျုံးလာခုတ်ရတော့တပင်းကလည်းရိုးတန်းကောင်းပေါ့ဟုတ်တယ်မလားဟေး ဟုတ်တယ်ကောင်းမှာ ကျွန်တော်ညီအကောက်လည်းတက်ကြည့်လိုက်ပါသူလည်းဗီဒီယိုလေးအများကြီးတင်ပါတယ်သူဗီဒီယိုနှဲတယ်ကျွန်တော်အရင်စဆွဲပါလေ တယ်မတက်လို့မရဘူးလို့ထုတ်ကြရလေ ဟမ် တက်လို့မရဘူး ဟာဗမလန်နာ မကြည့်တဲ့ဗီဒီယိုလုံးဝလုံးမရ ခဏလေးဗီဒီယိုရလားခေကျွန်တော်ရဲ့ဗီဒီယိုသူကတင်ဖို့အဲ့ craft 3 episode 3ကိုတင်ဖို့သူဗီဒီယိုတင်လို့မရဘူးဖြစ်နေရိုက်လို့မရဘူးဖြစ်အဲ့ဒါကြောင့်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုလေးဒီလိုမျိုးဗီဒီယိုလေးတင်မယ်နိုင်မို့ like and subscribe လုပ်ပေးကြပါခင်ဗျာဒီညအတွင်းကျွန်တော်Minecraft ပါကွာဗီဒီယိုတင်ပါမယ်ခင်ဗျာ level တွေနဲ့နော်ခေကျွန်တော် down ထားတယ်ခါလေးပြလိုက်မယ်အခုသူတို့တခါလည်းမစော့ပြတော့ဒီ game ပါခင်ဗျာခဏနဲ့ blocky ပါကွာအဲ့ဒါခေဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတင်မယ်နော် like and subscribe လုပ်ပါ bye ဒီဗီဒီယိုလည်းဒီ pizza right jam 2ဘာလဲမသိအဲ့ game နဲ့တင်ပေးပါမယ်ခင်ဗျာ